သားစုအိမ်မှာအချိန်တွေအကြာကြီးလောကရန်တုနိုင်လူခဲ့တဲ့ချစ်တော်ပြီကျန်တဲ့ဘဝခီးလမ်းမှာစနီမယားနဲ့သမီးသားတွေယူသားစွာနဲ့ကျူးသာရှာပွေခနဲ့ပါပစိုးပြေချွေးရရွှဲလဲမနာခဲ့ပါဘူးလေမိသားစုအရေးမှုသူအားနဲ့ကူပေးခဲ့တာပြောဆိုတဘောယူအိမ်ကလူချမ်းပင်ပန်းရှာသူအဖေသူချွေးနေရတော့လေလေသူကလေးတွေမြတ်တာတရားစနီးမရလောက်သူကမရနိုင်ပါ